ဒီမင်းကလေးကနေတိုင်းစားဖို့အတွက်ခွေးနဲ့တောင်အစာကိုလူယူရတဲ့ဘဝနဲ့ကြီးပြင်းလာခဲ့ရသူပါမိထွေးမကသူမကိုစားပွဲမှာထိုင်စားခွင့်တော့မပေးဘူးအနှဲငယ်လုံးနာခမ်းမိရင်တော့မိထွေးကဆဲဆူရိုက်နဲ့တက်ခဲ့ပါတယ်အိမ်အောင်ကြပြီးနောက်မှာတော့သူမဟာအစာကိုလက်နဲ့လူယူပြီးမြေချမ်းပေါ်မှာတုံးခိုထိုင်စားရတဲ့အလေးအကျင့်ကိုမပြင်းလိုက်သေးပါဘူးဒီအခြေအနေကိုမြင်လိုက်ရတဲ့ခင်ပွန်းညအမေကစားပွဲမှာထိုင်စားဖို့ပြောခဲ့ပေမဲ့မင်းကလေးကရိုက်ခံရမှကြောက်လို့မထိုင်ရပါဘူးလို့ပြန်ဖြေခဲ့ပါတယ်ခင်ပွန်းနဲ့အမေမို့ကအရန်ကိုအံ့ဩတော့ကြပြီးဘာကြောင့်ဒီလိုဖြစ်နေလဲမထီကြပါဘူးထို့နောက်အကူကြီးပေးသူတယောက်ကမင်းကလေးရဲ့အတိတ်အတွေ့အကြုံတွေကိုသူတို့ကိုပြောပြလိုက်ပါတယ်အဲ့ဒီအကြောင်းအရာတွေကိုကြားပြီးနောက်ခင်ပွန်းကအရန်တော်တာထွက်ထွက်ပြီးမင်းကလေးအတွက်တရားမျှတမှုကိုတေချာပေါက်ရယူပေးမယ်လို့ကတိပြုခဲ့ပါတယ်မင်းကလေးကိုပျော်ရွှင်စေဖို့အတွက်ခင်ပွန်းကအကြီးစားအခန့်ပွဲတစ်ခုကျင်းပဖို့ဆုံးဖြတ်ခဲ့ပါတယ်သူမဟာသူ့ရဲ့ဇနီးချစ်ကြောင်းကိုကဘာလုံးဆိုင်ရာကိုကြီးညာချင်းခဲ့တာပါဒါပေမဲ့အခန့်ပွဲကိုရောက်ခါနီးမှာပဲခင်ပွန်းစီကိုအလို့ဖုံးတစ်ခေါ်ဝင်လာခဲ့ပါတယ်သူကအရေးကြီးတဲ့ကိစ္စတစ်ခုကိုတွားဖြေရှင်းရမယ်လို့ပြောပြီးမင်းကလေးကိုအရင်ဆုံးတစ်ခုခုစားထားလိုက်ပါလို့ပြောခဲ့ပါတယ်ခင်ပွန်းထွက်သွားပြီးနောက်မှာမင်းကလေးကကိတ်မုတ်တစ်စိတ်ကိုကောက်ယူလိုက်ခြင်းမှာမမျော်လင့်ထားတဲ့အဖြစ်အပျက်ဖြစ်ပေါ်လာခဲ့ပါတယ်သူရဲ့ညီမငယ်ကရုတ်တရက်လက်ကိုဆွဲဖမ်းပြီးမျက်နှာကိုပြင်းပြင်းထန်ထန်ပါရိုက်လိုက်တာပါမင်းကလေးကမနာလိုစိတ်နဲ့ညီမကမကောင်းတဲ့လူပါလို့ပြောခဲ့ပြီးမြင်အဲ့ဒီနေရာမှာရှိတဲ့လူတွေထဲကဘယ်သူမှသူမကိုကူညီပေးခြင်းသူမရှိခဲ့ပါဘူးညီမငယ်ကနေပါကြောင့်ဒီကိုလာနေတာလဲလို့မေးတဲ့အခါမင်းကလေးကကျမကဒီလူရဲ့မင်္ဂလာမပြုတ်ခင်ဇနီးပါလို့ဖြေခဲ့ပါတယ်ဒါပေမဲ့လူတွေကအားလုံးတထေးကြီးတယောက်ကမိုင်မဲတဲ့မင်းကလေးတယောက်ကိုလက်ထပ်မယ်လို့မယုံကြပါဘူးအဲ့ဒီအစားညီမငယ်ကမယ်ကျမကသူ့ရဲ့တကယ်မင်္ဂလာမပြုတ်ခင်ဇနီးပါလို့ဆိုလိုက်ပါတယ်ဒီလူဟာနိုင်ငံတစ်နိုင်ငံလုံးမှာမတူနိုင်လောက်အောင်ချမ်းသာသူဖြစ်တာကြောင့်သူ့စိတ်ကျဉ်တတ်မှုရနိုင်ရင်အလွန်အမင်းချမ်းသာသွားမယ်လို့လူတိုင်းယုံကြည်ခဲ့ကြပါတယ်ဒါကြောင့်လူတွေကအားလုံးညီမငယ်ဘက်ကိုထောက်ခံပြီးမင်းကလေးကိုစွတ်ဝင်းဝိုင်းဝန်းပျော်ဆူကြပါတော့တယ်ဒီလိုဖြစ်လာတာနဲ့အမျှညီမငယ်ကပိုပြီးမာနာတက်လာပြီးမင်းကလေးရဲ့မှတ်နာကိုနောက်တစ်ကြိမ်ပါရိုက်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲမင်းကလေးလက်ထဲကဘူဒမဏီလက်ကောက်ကမြေပြင်ပေါ်ကိုကျသွားခဲ့ပါတယ်လူတိုင်းကအဲ့ဒီလက်ကောက်ကိုမြင်ပြီးတတိယကိုပိုင်လက္ခဏာဖြစ်တဲ့လက်ကောက်ဆိုတာချက်ချင်းအတိအမှပြုလိုက်ကြပါတယ်ညီမငယ်ကချက်ချင်းပဲသူမခိုးယူထားတာပါလို့ရှင်းကြဖို့ကြိုးစားခဲ့ပြီးထို့နောက်ပလင်းတဘလောကိုကောက်ယူပြီးမင်းကလေးစီကိုပစ်ချော်လိုက်ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်တကယ်နဲ့တည်းခင်မုန်းကအချိန်မိပြန်ရောက်ခဲ့ပါတယ်သူကမြေပြင်ပေါ်ကျနေတဲ့လက်ကောက်ကိုလည်းကောင်းဒဏ်ရာရနေတဲ့သူ့ဇနီးကိုလည်းကောင်းမြင်လိုက်ချင်းမှာညီမငယ်နဲ့သူမရဲ့မိသားစုကတော့တိတ်ဆိတ်ဖတ်ပြေးဖို့ကြိုးစားနေကြပါပြီ